နည်းမိန်နဲ့ငါခုမြင်ငပိချက်လေးစားချက်ကြရအောင်ငါခုလေးကိုအရင်ပြုတ်ပါမယ်စားစမင်းချုံမုံလေးထည့်ပြီးတော့နှိပ်လိုက်ပါတယ်ဒီလေးနည်းနည်းထည့်ပါမယ်ပြီးရင်တော့စတင်ထားလိုက်ပါတော့မယ်သတုံးပြူသတုံးနီးညစ်စပြီးတော့ပြင်ဆင်ပါတော့မယ်ရှင်သတုံးပြူသတုံးနီးခွာပါမယ်ပြီးရင်တော့သတုံးပြူသတုံးနီးလေးတွေကိုရေးဆွဲပြီးတော့ဒီချက်တာတွေလုပ်ပါတော့မယ်ဒီပိုင်းတော့သတုံးပြူသတုံးနီးလေးတွေကိုထောင်းပေးပါမယ်အခုလည်းဆိုတော့အနည်းများလေးရအောင်လို့ဒီကသတုံးပြူသတုံးနီးလေးကိုထောင်းလိုက်တာပါပြီးရင်တော့ညလေးကိုရေးဆွဲပြီးတော့ပြီးပါတော့မယ်ရင်းနေတဲ့ပိုင်းလေးကိုဖယ်လိုက်ပါမယ်ပြီးရင်အမြောင်အရှိန်လေးတွေစပြီးတော့ဒီပါမယ်ပြီးရင်တော့လေယာဖြတ်လိုက်ပါမယ်ပြီးရင်ရေးဆွဲပါမယ်ရှင်အခုပြုတ်ထားတာလေးရမရကြည့်ပါမယ်ရပြီဆိုရင်တော့ဒီလိုပူလေးတွေကိုထည့်လိုက်ပါမယ်ပူလေးတွေကိုထည့်ပြီးသွားရင်တော့ခဏလေးအေးခံလိုက်ပါမယ်အေးခံတာအေးသွားပြီဆိုရင်တော့အယိုးလေးတွေကိုမြင်ပါမယ်ဘာဖြစ်လဲဆိုတော့သူကငါခိုးကိုဒီတိုင်းချက်မှမဟုတ်ဘဲနဲ့ငါစုပ်လုံးပုံစံမျိုးလေးတွေကြော်ပြီးတော့မှငပိချက်လေးနဲ့ရောပြီးချက်မှမလို့ပါငါးလေးတွေမြင်ပြီးသွားပြီဆိုရင်တော့ကြော်ဖို့အတွက်အကန်လေးတစ်ခုလေးကိုထည့်လိုက်ပါမယ်ဒီတော့ရင်အကြော်မောင်းလေးတွေထည့်ပါမယ်အကြော်မုန်းထည့်ပါမယ်စားအကြော်မုန်းအရသာလေးတွေထည့်ပါမယ်ပြီးရင်တော့မြင်လိုက်ပါမယ်အကယ်၍အကြော်မုန်းလိုသေးရဲ့ဆိုရင်တော့ထည့်ပါမယ်ပြီးရင်တော့စီနည်းနည်းလေးပို့ထည့်ပြီးတော့ကြော်ပါမယ်သားလေးတွေကညိုပြီးတော့ကြက်လာပြီဆိုလို့ရှိရင်အထက်အောင်လှန်ပေးပါမယ်ပြီးရင်တော့ဆဲထားလိုက်ပါမယ်ရှင်ဒီငါပြီးချက်ဆက်ချက်ပါမယ်သတုံးပြူနီးစီတပ်ပါမယ်ရှင်စနေမလေးထည့်ပါမယ်ငါပြီးလေးနည်းနည်းထည့်ပါမယ်ဒီတော့ရင်တော့မြို့သည့်စိမ်မုံလေးထည့်ပါမယ်ရှင်ဆက်သွားပြီဆိုရင်တော့မြစ်လေးကိုထည့်လိုက်ပါမယ်နူးအောင်လို့ရေလေးနည်းနည်းဆွတ်ပြီးတော့အရသာလေးထည့်ပါမယ်တူလာပြီဆိုရင်တော့နည်းနည်းလေးမှွေပေးလိုက်ပါမယ်ရေခမ်းသွားပါပြီရေလေးခမ်းသွားပြီဆိုရင်တော့ငါကူကြော်ထားတဲ့ဟာလေးတွေကိုထည့်ပါမယ်ပြီးရေလေးနည်းနည်းဆွတ်လိုက်ပါမယ်အရသာဝင်အောင်လို့ပါပြီးသွားလို့ရှိရင်တော့အရသာလေးမြည်ကြည့်ပြီးတော့လိုရာလေးကိုထပ်ဖြည့်ပါမယ်ဒီပွက်စုနေပြီဆိုတဲ့ချက်ကြလို့ရှိရင်မြို့ပြီးစိမ့်လေးညှက်ထည့်လိုက်ပါမယ်အရသာလေးရောဖြစ်ပြီဆိုရင်တော့အဟင်းလေးကိုစားလို့ရပါပြီငါခုမြင့်ကပိချက်လေးရပါပြီရှင်စားကြပါအောင်နော်